နတ်ပြည်မှာနတ်သမီးလည်းဖြစ်လေပြီးတော့တို့ဂေါရမမြတ်စွာဘုရားပွင့်တော့ရန်တကြိုမှလာပြီးတော့အဲ့ဒီတောကြမှာဘဝကဖြစ်တဲ့နတ်သမီးကတထေသမီးလာဖြစ်တယ်တထေသမီးဖြစ်တော့အရွယ်ရောက်တော့16 19 18နေမှာပေါ့တင့်တယ်လပ်ပါတယ်အရွယ်ကလေးဆိုတော့အင်မတန်မှချောမောလပ်ပါတယ်တထေသမီးသွားဖြစ်အဲ့ဒီမှာရန်တကြိုမှာဘသူဆွမ်းခံကြွတော့ဆိုရှင်သာရိပုတ္တရာမထေရဆွမ်းခံကြွရှင်သာရိပုတ္တရာမထေရဆွမ်းခံကြတော့တပိတ်ဖုံးလေးဖွင့်ဆွမ်းလေးလောင်းလိုက်ပိတ်သွားလိုက်ပြန်လိုက်9 ရက်မြောက်တော့ရှင်သာရိပုတ္တရာကဆွမ်းခံရင်စဉ်းစားအတော်အိန္ဒြေရတဲ့တငယ်မပဲဘယ်ပါရမီဓာတ်ခံမြပါတော့လို့အဘိညာဉ်ဇာနဲ့ကြည့်နောက်တနေ့ဆွမ်းလဲခံအိမ်ပေါက်လေးရောက်တော့တပိတ်ကမူးလေးလက်ဇာမိပုံးလေးလည်းလက်ရောကလေးမလေးကဆွန်းလဲလောင်းလဲပြီးအဘိညာဉ်ဇာနဲ့လှမ်းမြော်ကြည့်တော့ဟာဇာမိပုံးလေးပိတ်ပြီးမမိတ်တဲ့မြတ်လုံးနဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကအဲ့ဒီတန်ငယ်လေးသွားကြည့်မိမချောလေးကြည့်မမိတ်တဲ့မြတ်လုံးနဲ့ကြည့်စူးစူးဆိုင်ဆိုင်ကြည့်လိုက်မိန်းကလေးကရဟန်းကကြည့်ရမလားဆိုတော့မိန်းကလေးကစိုက်ကြည့်အနေထိုင်ခတ်သွားဒါပေမဲ့လို့ဆုံးလောင်းနေတဲ့ကလေးမှတွေးတဲ့အတွေးရတစ်မျိုးရှင်သာရိပုတ္တရာမထေရကြီးပြီးတွေးတဲ့အတွေးရတစ်မျိုးမှန်တယ်နော်အတွေးချင်းတူသေးလားဟိုကတွေးနေတာကငါလှလို့ငါပေါ်တတ်မှတ်တဲ့စိတ်လို့သူကတွေးတာရှင်သာရိပုတ္တရာတွေးတဲ့အတွေးအဲ့ဒီအတွေးမဟုတ်အိုးအတိုးလာရန်ကောင်းတဲ့ဘဝလမ်းမှာလားလို့ဟိုအဲ့ဒီအတွေးနဲ့ကြည့်ဒါမိန်းကလေးတွေအကြည့်မတူဘူးဟိုမိန်းကလေးတွေအကြည့်မတူရနဲ့ပတ်သက်ပြီးတော့ဟိုငါတို့မှဘိုးကြီးမအကြီးကြီးသင်ခဲ့မယ်နင်းလေမိန်းကလေးကတော့ပါချီကြကောင်းများငါလည်းတမီးရှိတယ်တူမတွေအကုန်လုံးမှတ်စားမှကလေးမေးတယ်အောင်တရေရဖြာကြက်တရတန်းနေထောင်းဒီမှာတောင်ကျော်မြတ်ဒီပါသီလျောက်စံကြရတော့လို့ရတနာကျွေးဖို့ငွေဖို့ရွာရတနာကျွေးဖို့ငွေဖို့ရွာအောင်တရေရဖြာကြက်တရတန်းနေထောင်းဒီမှာတောင်ကျော်မြတ်ဒီပါသီလျောက်စံကြရတော့လို့ရတနာကျွေးဖို့ငွေဖို့ရွာရတနာကျွေးဖို့ငွေဖို့ရွာဝိပန်လာတာချက်ချင်းဖောက်ကိုရက်ကွက်ထဲကလေးမြင်ဘူးသားပဲဝိုင်းကြည့်တရားပြောတဲ့စကားပြတ်နှလုံးသားထဲမရောက်နားတာကြားတာစိတ်ထဲမဆွဲတော့အလကားဖြစ်ငားပါနဲ့ကျုပ်အဟုတ်ကိုပြောဒီလိုစကားလုံးတွေပြောအောင်လို့ဗိသိက်ခံချပြီးတော့တေချာလေးမှထပ်ပြောဘုန်းကြီးမအကြီးတယ်မိန်းကလေးနော်ယောက်ျားလေးကိုကြည့်ခြင်းတယ်မရှက်နဲ့အကြီးတယ်ငယ်နိယာမတရားကြည့်မိမကောင်းကြည့်နီအရင်သင်ခဲ့မယ်ကြည့်ကျင်တယ်မို့လားယောက်ျားလေးလာတဲ့မိန်းကလေးလှတဲ့ယောက်ျားလေးလာတဲ့ကြည့်ကျင်တယ်ကြည့်ညက်တောင်မခတ်နဲ့ကြည့်စီးစီးဆက်ဆက်သေချာကြည့်မှတ်တာနော်ကြည့်ပြီးမလားကျင်နာပလားကြဆိုလက်မကြည့်တော့အဲ့ဒါမိမကောင်းကြည့်အဲ့ဒါမိမကောင်းအဲ့လိုကြည့်ဒီကမိန်းကလေးယောက်ျားလေးကြီးတယ်ကြည်နေရဘလို့ကြီးတယ်မှတ်ကြည့်အောင်မလားအဲ့ကြည်နေတယ်ကြည်ဝေတော်ပြုတ်ကတော့ညောင်လာတော့ဟိုဘက်ကအမြောင်ကငါတို့တူမလေးတွေယောက်ျားလေးများလှပြီးတော့ကြည်နေတာဘလို့ကြည်တယ်မှတ်ဟောလို့ကြည်မကြည့်ဘူးဘလို့ကြည်တယ်မှတ်ခဏကြည့်အဲ့ဒီခဏကြည့်တဲ့ကာယအိမ်တတိကိုထိုးယောက်ျားလေးကသိဟာနာဒီမင်းကလေးဒီမျက်လုံးကြောင့်ဘလောက်ပဲပညာတတ်တယ်အိမ်တတိပြက်ဘဝတွေထုံနေတယ်ထုံနေတယ်နော်လို့လိုက်ထားပါကြည့်တဲ့အောင်ပြောတာနော်မကြည့်နဲ့မပြောဘူးကြည့်ဘာလို့ကြည့်ကျင်တာတော့အဝိဇ္ဇာရှိသေးလို့ယောက်ျားလေးချောတဲ့မိန်းကလေးမြင်ရင်ကြည့်ကျင်တယ်အသင်းကြီး
ဒါကြီးကလည်းကြီးကျင်တယ်ငါကြီးဟုတ်တယ်နော်ကုထုစင်ကွမလိမ်အောင်ကြီးကျင်တယ်မကြည့်နဲ့မဟုတ်ကြည့်ဒါမဲ့သတိတော်ပေးခဲ့မယ်တတိထား40ကျော်သွားရင်စားနေကြရင်မမိန်ဘူးသဘောပေါက်40ကျော်သွားရင်စားနေကြရင်မမိန်ဘူးသဘောပေါက်မမိန်ဘူးမမိန်ဘူးကိုတို့ဒီတို့ချင်းနဲ့တို့ချင်းတဲ့တို့ချင်းတဲ့တို့တဲ့လူတွေရည်ကြပေါ့တို့တော့မတို့ဘူးလို့သိပါခုမှအတွေးတွေပေါက်နေတော့တို့ချင်းတဲ့ဟုတ်ပလားထားခုနစကားပြန်ဆက်ကြအတွေးချင်းမတူနေတာအကြည့်ချင်းအဲ့တော့ကလေးမနောက်ဆုံးပဲဆုံးအုပ်လဲပိုက်ပြီးတော့အိမ်ထဲနဲ့မသွားဘယ်အတန်ထွက်တော့မာယာတဲ့အဲ့ဒါရှင်ပြားတပြည့်တော့ဘလို့ကြည့်နေအပြစ်တင်ပါဆိုလို့ယဟန္တာချစ်သမီးတဲ့နင်တွေးနေတဲ့အတွေးနဲ့နင်အတိကငါသိတယ်သွန်းလောင်းတဲ့ကိုယ်တို့ပြတ်သွားမှာဆိုနင်တွေးတဲ့အတွေးနဲ့နင်ကြည့်တဲ့အကြည့်ငါသိတယ်တဲ့နင်ဘယ်ဘဝလာတော့သိလားတဲ့မှတ်တာတရားဟောပြီနင်ဘယ်ဘဝလာသိဘူးဖေနင်ကနတ်ပြည်ကလာတာမင်းနတ်ပြည်တဲ့တော့ဆိုတော့ဘဝင်မြင့်သွားမိန်းကလေးကမင်းသမီးကနတ်ပြည်ရတယ်ဘဝင်မြင့်သွားဒါနဲ့နတ်ပြည်ရဆိုသဘောကျတော့နတ်ပြည်အရင်ကနင်ဘယ်ဘဝတော့သိလားမသိပါဘူးဗျာနတ်ပြည်အရင်ကနင်ကဘယ်ဘဝတော့လို့မမေးနဲ့နင်ကတော်ကြမမမေတော်ကြမတယ်တော်ကြမတယ်ရပါရမတတ်နဲ့တော်ကြမဖြစ်ပေမဲ့လို့ချစ်သမီးတဲ့ဘဘာဝတရားကြီးလောကကြီးထဲမှာအစာရှားတယ်မတွေ့တော့ယဟန်တပါသိန်းသုံးနဲ့ကြောင်းသင်္ကန်းထဲမှာထိုယဟန်ကြီးစုပ်ပြတဲ့အစာကိုစားပြီးထိုကြောင်းမှာအိတ်တန်းတက်လို့ထိုယဟန်ကြီးရဲ့ရုပ်ဖတ်တယ်ဖတ်ခဲ့တဲ့ပရိတ်ပဋ္ဌာန်းဓမ္မစကြာအနတ္တလက္ခဏာတို့ပါဠိမသိအနတ်မသိအတန်ဆိုတာကိုဟောဒီနားလေးကကြားယုံနဲ့နာခဲ့တဲ့ကံကသေကံဒီမရဏတန်လာဇောကတော့အဲ့ဒီစိတ်ဆွဲလို့ညနတ်ပြည်ရောက်တာတဲ့အဲ့ဒီနတ်ပြည်ကနေနတ်သက်ပြည်လို့အခုနင့်တထေးသမီးလာဖြစ်တာငါသမီးညီနှစ်ဘဝတော့ငါမြင်တယ်တဲ့ဒီဘဝလွတ်အောင်ဘဝလွတ်အောင်ဆွန်းလောင်းဆိုတော့ဘယ်လိုလောင်းလို့မေးနောက်တနေ့ဆွန်းကန်နဲ့ကြွလာတော့ဆွန်းလေးကိုဇွန်းနဲ့ကိုတော့သူလည်းမမြင်ငါလည်းမမြင်အနိစ္စသဘောပဲဖြစ်ပြန်ဆွန်းတဲ့တုံးလေးကိုဗါတယ်နော်ဖြစ်ပြန်နဲ့လောင်းလိုက်တာ9ရက်ပြည့်တော့အဲ့ဒီဟာလေးနှလုံးသားထဲထဲတော့ဘာတီးသွားတယ်သောတာပန်တီးသွား9ဘဝအကျိုးများလိုက်ခုနဘဝပြီးရင်သူ့ဘဝပြီးသွားတော့နောက်တော့ဒီဒုက္ခတွေမခံရတော့အဲ့ဒါဘာနဲ့တွေ့သာသနာနဲ့တွေ့လို့ကုသိုလ်ကိုကာယကံကုသိုလ်လည်းမလုပ်ခဲ့ဝစီကံကုသိုလ်လည်းမလုပ်ခဲ့မနောကံနဲ့အာယု6ပါးမှာပါတယ်သောတာနာကနေပြီးတော့ဘယ်ပုံမို့လဲကနေပြီးတော့နိဗ္ဗာန်ရောက်အောင်ပို့တယ်နိဗ္ဗာန်ရောက်အောင်ပို့တယ်အဲ့ဒါဘယ်သူကပို့လဲဒီနာကပို့တာဒါကြောင့်ရွာတွေမှာပရိတ်ပဋ္ဌာန်းနေရွတ်တယ်ပဋ္ဌာန်းနေလဲနာကြဗျလင်းတို့သား900ကအဲ့ဒါအောင်စီဟဲလိုညိညာအောင်မပြေကြောင်ညရောက်တော့တက်လဲရချုံပြေစိတ်ရွှင်ဝိရဏဥစ္စာတိလေးကုန်ချီတော့နဲ့ပတ်ဒီပါပါလေတော့တိကနာမမချေအောင်စီဟဲလိုညိညာအောင်မပြေကြောင်ညရောက်တော့တက်လဲရချုံပြေစိတ်ရွှင်ဝိရဏဥစ္စာတိလေးကုန်ချီတော့နဲ့ပတ်ဒီပါပါလေတော့တိကနာမမချေ
လာဘုံရပါကေတရားနဲ့လူတို့အမြတနာဝဲဟောရပါလေရေရပြီမိင်းဝဲတဲ့ရှင်ပရိသတ်ဆုမတောင်းလို့ချိုင်းလူဘောအလူတော်ပေးနိုင်ကြပါကောင်းမငိမ့်နေငါညီပရိသတ်ချင်းတူကွာငါမြန်မာနိုင်ငံနှံ့တို့ကပရိသတ်လေးစားတယ်တို့ပရိသတ်ကိုလေးစားအောင်တို့ကပြန်လုပ်တာအဲသူတို့မလေးစားတော့နောက်ကောမလိုက်တာဘဟုတဲ့မှတ်တာအညီဒါကိုတို့ရွေကြည့်သွားလို့ဒါမင်းတို့ထည့်ပြတာဘဟုဆိုတာများဆိုကုတအကြမ်းမြဟောဒီနားလည်းမင်းတို့ဖယ်ဖို့နိဗ္ဗာန်ပို့သွားပြီခုကြောကြမှာလေးနာပို့တဲ့ကုသိုလ်နော်ဒါဖြင့်ဒေါ်တင်းရီတို့မိသားစုကနေပါပြုတယ်ကုသိုလ်တွေပြုတယ်တိုးကဲဒေါ်တင်းရီတော်စားနေတယ်ကိတ်မုံသူကိုယ်တိုင်ကကိတ်မုံတွဲနေမှာတော့ငါရှိဘလို့ဆက်တော့မတော့ကိုင်းမိတ်သွားလို့တဲ့ကဲအမေကြီးခင်ဗျားတို့လောက်တော့ပါဇက်ကစားဆိုင်ခင်ဗျားတို့ပါဇက်မစားအောင်ကျုပ်အလုပ်ပေးတော့မယ်အခုဘယ်ဆူတောင်းနိဗ္ဗာန်ဆူတောင်းနိဗ္ဗာန်ဆူတောင်းတယ်ဆိုရင်စိတ်တော့မဆိုးနဲ့နော်ကိုကုသိုလ်ကိုတန်ရှင်းအောင်စီကြအောင်ဆိုတဲ့စိတ်ကလေးအရင်နံပါတ်1မူဒါဖြင့်ကျွန်တော်မေးမယ်ခင်ဗျားကုသိုလ်အစစ်ခံနိုင်လားလို့မေးမနေ့ကရှင်းတော့မလဲခင်ဘာပြညက်ပြပြောမှာအဲ့ကိစ္စပြောချင်လို့မင်းတို့ပြောမှတ်တာမောင်ရှင်နတ်ပြကဖယားပဲကျမ်းနဲ့မဟောအောင်ကျုပ်ပြောသားမှာကျုပ်တို့ဆရာတော်တွေလျှောက်ထားတာပဲဘယ်မှတွေ့ဘူးကျုပ်ကိုနိုင်လဲကိုရင်ဝက်ခဲ့တာတွေ့ဘူးမောင်ရှင်သမိုင်းထဲမှာကျုပ်အကုန်ရှင်းလင်းပြီးပြောခဲ့ဘူးတယ်ကိုရင်မဝက်ခင်45ရက်အလိုဖုံးကြောင်းသွားပြီးတော့ဗုဒ္ဓံတရဏံခေသာမိဓမ္မံတရဏံခေသာမိသံဃံတရဏံခေသာမိသင်္ကန်းတော်လေးတက္ကလဝတ္တဒုက္ခနိတရဏနိဗ္ဗာန်သာတိစိကရဏတယဣမကတာဝဒါတွေသိပြီရအခုဒါတွေဘာမှမရတော့အခုတောကြမလေးကနားလေးကပေးတဲ့ကုသိုလ်နဲ့တန်ရှင်းလို့ဟိုမဲ့နိဗ္ဗာန်ရတော့မှခုနှစ်ဘဝပြီးသွားရင်အဲ့ဒါအကြောင်းပြုပြီးခဏအမေတို့မိသားစုတူလိုက်တာခရတို့ကုသိုလ်တန်ရှင်းလားမရှင်းလားကိုယ့်ဟာကိုယ်စစ်ဘယ်နေရာမှာကြောက်ကထောက်ပြမလို့ဆိုတော့ကဲမနက်ကရည်သက်ချတယ်ဘုန်းကြီးကဘယ်လိုရည်သက်ချတယ်ကံမင်စာကံကို၎င်းကာမဖလင်စာကံဤအကျိုးတရားကို၎င်းတတ္တဟိတဝါယုံကြည်ပါကုန်သည်ဖြစ်ပြီဆိုတော့မင်းတို့ဒီအတူမှာကုသိုလ်နဲ့အကုသိုလ်နဲ့ရောတာတွေအများကြီးပါမသွားဘူးလားပါသွားတယ်နော်အဲ့ဒီကုသိုလ်နဲ့အကုသိုလ်နဲ့ရောသွားတာဘာဖြစ်တတ်တော့ပြောမနော်ကုသိုလ်ရဲ့တကူကတော့တထေးအိမ်သွားလူဖြစ်ပါရဲ့ကုသိုလ်လုံတိုင်းမစင်ကြယ်တော့မွေးကနေကဘက်ကနေသေတာတွေ့ဘူးတယ်နော်တချို့မသိဘူးမွေးလာနဲ့ဂီလာနာလေးဖြစ်ဆေးကန်းနဲ့ဆေးရုံနဲ့မပြတ်အောင်သွားတယ်ကလေးတွေ့ဘူးတယ်နော်အဲ့ဒါကုသိုလ်နဲ့အကုသိုလ်နဲ့ရောတဲ့ကလေးလူဘဝတော့ပို့လိုက်ပါရဲ့ဒါနမပါတော့ဆင်းတော့ဆင်းရဲသွားဆင်းရဲလိုက်တာဘလို့ဆင်းရဲတော့မမေးနဲ့ငါညီရေးစားစရာတောက်စရာအတော်ခတ်တယ်ဗျကလေးလေးနေပူလေးတဲ့ပတ်လက်လောင်းနဲ့နေရတာရှင်ကြိုက်လည်းနေရတာအဲ့ဒီကလေးသွားကြည့်ဘာယောဂါမှရှိဒါယောဂါမှရှိကုသိုလ်နဲ့အကုသိုလ်စင်ကြယ်တာနဲ့မစင်ကြယ်တာစစ်ပြတာနော်ဒါဖြစ်ရင်တဲ့အမေကြီးဒေါ်တင်ကြီးမနက်ကဘုန်းကြီးကာမေဇာကံကို၎င်းကာမပရိသတ်ကံကျူ၎င်းတရာဣတဝါဆိုကိုယ့်အကိုစစ်ဟုတ်လားမဟုတ်လားဆိုဘယ်နေရာမှာပါတော့ဆိုခင်ဗျားတို့အားလုံးပရိသတ်သိတယ်ရေစက်ချမယ်ဆိုရင်ဘာအရင်ဆုံးဆိုတော့အရင်ဆုံးဆိုတော့ဆိုင်ဝင်တွေကသူများကြပြောတတ်တယ်လို့ပြောလေခဏတော့မင်းအရင်ပြောမှာဒီလိုပြောမှကြောက်လို့နေရဟောင်းနန်းကိုလာမထိုင်တာဘယ်ရောက်မှမသိဘူး
ဘာရင်တော့ဆိုတော့ဆိုတာငါညီဩဃာသမဆိုဘူးလားမနက်ကကဲဩဃာသဘယ်နှပိုက်ရှိတော့ဘယ်နှပိုက်မြင့်မေကြီး3ပိုက်2ပိုက်ကိုင်တမန်တလုံးစကားပြောလို့မပြောအောင်တခါတည်းတန်းပိတ်လိုက်မယ်ပထမပိုက်ကကြော့ပါကြီးရှင်ဖျားဒုတိယအပိုက်ကြတော့မောင်းထင်းညင်လေးထိုင်ဒုတိယအပိုက်ကိုကျွန်တော်လက်ထောင်ပြမယ်နောက်ကပြိဿအကုန်လုံးဖြေခင်ဗျားတို့ကုသိုလ်အကုသိုလ်ရတာကျုပ်ရှင်းပြခြင်းတယ်ကြော့ပါကြီးရှင်များကြော့ရသောအကျိုးအကြောင်းတမန်တလုံးဖြေအပေတိုးသေးအပေကဲရံပြည့်ရံလူမျိုးဝိပ္ပန္တိတရားယတနာတရားရှေ့သားမှာအဲ့ဒါလိုချင်တဲ့ဆုလားမလိုချင်တဲ့ဆုလားဩလိုချင်တဲ့ဆုလားကိုယ့်ကိုယ်သာအပေတောင်းကြကြတော့ရအပေလေးပါလိုချင်သလားမလိုချင်တဲ့ဆုလို့ပဲဘာလို့လိုချင်တဲ့ဆုလို့ပြောနေရတော့ဩရကိုင်ဒါမြတ်နိဗ္ဗာန်နဲ့ရည်ချင်းနဲ့ကြီးခင်ဝိကြီးကိုင်ပြန်မယ်အပေအပေကဲရံပြည့်ရံလူမျိုးဝိပ္ပတ္တိတရားယတနာတရားအဲ့ဒါဘာလဲစုပယ်တဲ့စုဘာစုတော့ပါဇက်ကသာပယ်တာလက်တွေ့ပယ်လားဆိုတော့ gain မနေ့ကနတ်ပြတာဘယ်ထဲပါတော့လို့မေးရင်ယတနာတရားဘယ်နှပါဘာတွေတော့5ပါးပဲစု5ပါးgain 5ပါးဆိုတော့ဘာတော့ဆိုတော့သိလှူတာနဲပေါ့အမြောင်ကန်ရောစံပွင့်ရောဟိုဗါတဲ့ညောင်နော်ဂွေးတော့ပြုတ်တာပြောသားမှာကျုပ်ကဂွေးတော့ပြုတ်ပဲသိတော့တာဟမ်ဂွေးပြုတ်ရောကဲပြိတ္တတွေကထားပါတော့ဒါကျွန်တော်အားပေးခဲ့တဲ့ပြိတ္တတွေအများကြီးလူလိုက်တာမနေဘူးကြက်သွန်ရလူပဲစိမ့်ကုန်ရလူဘာရလူညာရလူကိုယ်ရောက်လူနေတာအဲ့ဘယ်တော့ကြုံမေးတယ်ပြဿနာတရား5ပါးဘာလို့ဆိုမသိဘူးအဲ့လိုက်ဆိုဓမ္မတလို့ပြဿနာတရားဘယ်နှပါအဲ့မသိအောင်ဆိုမယ်အဲ့ပြဿနာတရား5ပါးထဲမှာပန်းသွားတဲ့ကြောင်ကျုပ်ရှင်းရင်လိုက်ဆိုညာတိမလီသူတို့တန်ကြနှမျောညာတိရလိုက်မယ်နိဗ္ဗာန်အဝေးကြီးကြလေးဆိုညာတိဘောဂယောဂသီလဒိဋ္ဌိဘဏ္ဍပါညာတိပြတနာတဲ့ဆွေမျိုးတွေပြည့်စည်ခြင်းတိုက်ဆိုင်မှုရှိရင်ဖွင့်တော့နားနဲ့မနာဘွားနဲ့ပြီးခဲ့တဲ့2019ထဲမှာကိုဗစ်ဖြစ်လို့တအိမ်နဲ့3ယောက်နဲ့2ယောက်နဲ့မပါဘူးလားပါလားအဲ့ဒါညာတိပြတနာကိုကတော့ပါကိုမြင်ငင်လောက်သွားတယ်တမိသားစုလုံးတိုက်ပြီးလို့သေသွားတယ်အဲ့ဒါညာတိပြတနာအဲ့ဒါဘာပြဿနာမလို့ရင်လို့ပဲတော့ဘောကတဲ့ရှေ့ကပိုက်ဆံဝင်တော့နောက်ကနေကုန်နေတာအိပ်ပေါက်နဲ့ဘာကအဲ့ဒါဘာပြဿနာဘောကပြဿနာဒါလူရင်းရှင်းပြတာဘာပြဿနာဘယ်နှမျိုးလဲညာတိဘောကယောဂတအိမ်နဲ့ယောဂတဲ့3-4ယောက်စုအဖေကသွေးထိုးတယ်အမေကလေဖြတ်လို့တယ်မမကြီးကဆိုင်ကယ်လဲလို့တယ်တွေ့ဘူးတယ်နော်အိမ်နေထဲမှာအကိုကြီးကနွားကန်လို့တယ်ဟောတအိမ်နဲ့ယောဂါတွေစုနေပို့လို့ပတ်လက်အဲ့ဒါရောဂပြဿနာဖြစ်သွားညာတိဘောဂယောဂဘယ်နှမျိုးလဲဗျသီလကိုချင်းသီလဓမ္မရံသီလနေသသီလဂရုဓမ္မသီလဘဏ္ဍပါလိုက်ဆိုပါဏာတိပါဒံအရိဏဒါနကာမေတုမိစ္ဆာစာရမုသာဝါဒသူရမေရယအဲ့ဒါလူမှန်ရင်ကျင့်သုံးတဲ့တရားဓမ္မရာသီလလို့လည်းခေါ်အဲ့ဒီသီလကိုလူဘဝသာရောက်တာတစ်ခါမှမလုံဘူးတဲ့ပုဂ္ဂိုလ်တဲ့ဘာပြတ်သွားတော့သီလပြတ်သွားအဲ့သီလပြတ်တော့နောက်တစ်ခုပြောမယ်နတ်ပြတာပါတဲ့ကြောင်းဒိဋ္ဌိပြဒနာပြောဘာပြဒနာကိုင်ဒိဋ္ဌိပြဒနာဆိုတာဘာခေါ်တော့ဆိုတော့အယူတွေတွဲသွားဟိုဟာလည်းဟုတ်တယ်တရားလည်းဟုတ်တယ်စိတ်တင်္ဂဓမ္မကိစ္စတုလာဒေါလဘာနာမတတ္တပရိဘောဓယနာတေနဟုတ်တတိလောကမယနာ3ပါးလောက်မူမြတ်တာညိုစရာနိစ္စစရာပူဇော်စရာကောင်းဆုံးသည်လောကဘဏ္ဍပါ3ပါးဘာတွေတော့လိုက်ဆိုပါတမန်တလုံးဖယားယရနာရဲရဲလေးပါဘု
များတို့အတန်တိုးလို့ရွဲ့ပြောနေတာကိုဒါကမှဖရာယရနာပေါ့ကျဲကျဲလေးပါလိုက်သေးလိုက်ဆိုဖရာယရနာတရားယရနာတန်ခါယရနာယရနာဘဏပါအဲ့ဒါလူတိုင်းဖရာတဲ့ငါဘုန်းကြီးမဟုတ်ဘူးဟာတန်လူနဲ့ထွက်ရင်ကောင်းလိမ့်မယ်နင်းအတန်ခုချိန်ဒီကိုငဲသားမပြောက်သေးဘူးကြောက်ပါတော့လေကြီးနဲ့ရီလိုက်ကွာနင်းအပြောင်းခါနာတာကြောင့်ဒါယရနာသုံးပါအဲ့ဒီယရနာသုံးပါဒီတဲ့အထွတ်မြတ်မနလင်းလို့တရဏဂုံသုံးပါစင်ကြအောင်ကြော့ပါတရဏဂုံသုံးပါဆိုပြီးရင်ကိုယ့်ဘက်ကတရဏဂုံသုံးပါကိုမညှို့နွမ်းအောင်လုပ်ရအခုတော့မနေ့ကကလေးတွေကိုဘုန်းကြီးရှိမှ၅ပါးသီလလက်ခံပြီးအပြစ်ပြောတာမဟုတ်ဘူးနော်ဒါခင်ဗျားတို့မလိုက်ချင်လို့မလုပ်ချင်ကျုပ်ကတော့မလုပ်ဘူးမင်းမလူဘူးလို့ပါမင်းကျုပ်တူးပြီးပြီရပါဦးဒါလို့နဲ့မပြကျုပ်တော့မှတကူမကြည့်ပဲနဲ့ဘာလို့တကူမကြည့်ရတော့အဲ့ဒီနဲ့တတိရှင်လားကျုပ်နဲ့ပိယိတ်ကြီးဆက်တက်တော့ပြန်ရောအောင်လာခဲ့လာရွတ်မလားလာဓမ္မစကြာရွတ်အောင်လာခဲ့လူကအမျှပေးမှတာဓုခေါ်မှကြွတ်တောင်းမှတရားမင်းနတ်တို့တန်ရင်တရားမင်း၃ချိန်ရှစ်ခိုးတဲ့မောင်ရှင်လောင်းကိုနတ်စင်မပြရင်ကလိအန္တရာယ်ပြုတယ်ကဲအဲ့လိုဆိုကျောက်ကပြန်ထောက်လိုက်မယ်မနေ့ကကလေးတွေနတ်ပြတယ်ဟိုနာနွားတရှင်ယုံကန်နေတာဘာဘူးလို့မမောင်ရဲမနဲ့ချိတ်တာခင်ဗျနတ်မပြကြအဲ့နတ်မပြလို့တော့နေလာအောင်မကဲနတ်ပြတာအဲ့ငါဘာလို့ရှလောင်းလေတယ်မပါတော့ပြောသားကိုလောက်တဲ့ကုသိုလ်စင်ကြယ်လားမစင်ကြယ်လားစစ်ဆေးဖို့ပြောတာနော်အပြစ်ပြောတာမဟုတ်ဘူးနော်အခုကြည်တော့ကြက်မလေးကဘာလုပ်တော့ဒီနားလေးနဲ့နာခဲ့တာဘယ်ရောက်သွားတယ်နိဗ္ဗာန်ရောက်တယ်နိဗ္ဗာန်ရောက်တယ်အတေးကြီးမြတ်တင်မှာဘုရားတဲ့ကြောက်ညာဘုန်းကြီးညာမှန်လေးလားဩမှန်ပါတယ်ဆိုမိမယ်ညနေပါချမယ်ဆန်ချမယ်ရေစက်ကဘယ်မနက်ကချတာဆိုခုညချအောင်မလားမဲကိုရှိပြိုင်းချဆိုချမှာပေါ့တဲ့ကြိုက်ပတ်ကြရောဗျာအမှန်တော့ကြုတ်ကြောင်တွန်းလှောက်လိုက်တာအတော့လဲပါတယ်ဆိုမြကိုမြင့်အောင်ကတော့ကိုဝင်းတင်အမေပဲကွာသူလည်းမဲ့ကြောက်ပတောင်းဝင်းတင်အမေပဲခေလိုက်မလို့ကိုရှိပြိုင်းကချဆိုချမှာပဲလို့တော့မပြောနဲ့ကိုရှိပြိုင်းကတော့ဟောအကုန်လုံးပြီးစီးပြီးမှနောက်ဆုံးမှရေစက်ချတာဒီအမောမြတ်ဆုံးလို့ခံထားတာမနက်ကရေစက်ချပြီးရေစက်ချပြီးတော့မှပေးစရာကျွေးစရာတွေတော့ကွက်လိုက်ရင်ကုသိုလ်နဲ့အာကုသိုလ်နဲ့ပြန်ကွက်သွားမှာဆိုလို့ငါတော့လူပြီးရေစက်ချမယ်မာတာဖြစ်စေမာနာဖြစ်စေသူတော်လို့အဲ့ဒီလိုဖြောင်းတန်းတဲ့စိတ်ကလေးနဲ့ချရင်အကျိုးကလေးတန်စေခြင်းနဲ့ဆန္ဒဒေါ်တင်ကြီးဒေါ်တင်ကြီးရိုက်လူလာပြီးတော့မင်းတော်မလုံနဲ့ကြောက်အလူမဟုတ်ဘူးရိုက်ဟုတ်ပလားတော့ကျုပ်ကတခါလေဒီဘက်တရားငှားရင်ကျွန်တော်ညီပြောတယ်ကိုကြီးချာအခုတည်းကျွတ်တော့ရေသက်ချပြီးမှဗိသိက်မျောတာဒါလိုက်တော့ဘူးဒီနေ့ဟောဒီဘက်က၄ပွဲငှားတယ်ညီတော်မောင်ဇော်မင်းနဲ့ကျွန်တော်မလိုက်တော့တာလေမဟုတ်ဆရာကြီးတန်ရတန်ကြီးပြပါမယ်ဟုတ်တန်ရတန်ကြီးကြောင့်မဟုတ်လိုက်ကိုမလိုက်တော့တာလို့အေးဘူးလားဒီကမငှားဟိုကငှားလိုက်မယ်ငှားတဲ့သူတွေရှိသေးပါပရိသတ်မစော်ကားဘူးနော်မှားတာကိုရဲရဲဝင်းဝင်းကိုပညာနဲ့ပရိသတ်ကိုတင့်မှတ်ပေးမှာဒါမှကျွတ်တော့လူပညာရှင်ကောင်းပရိသတ်ခိုင်နာထလို့ပြီးဗိသိက်ခါနဲ့ဆိုပေါ့မင်းဗိသိက်ကတဲ့တင်းထားတယ်ကိုရှိပိုင်းနားတယ်မြေတန်းကြတာကုန်းလိုက်တဲ့ဗိသိက်အေးတဲ့ငါဖြင့်ငိုလဲရတာအဲ့ဒါငိုခြင်းလို့ဆိုပြီးကြုတ်လာပြီးတော့ရာဟုလာမွေတောင်းကလှုပ်ပေးသားမှာဘာဘူးလို့ငိုခြင်းလို့ငိုခြင်းရာဟုလာမခိုင်းပါနဲ့အမေကြီးရဲ့လို့ကျွန်တော်နှအုံတစ်ချက်စီဆင်းကြိုက်လိုက်ပါမယ်လို့ဂျွန်းတောင်ပြက်သေးရဲ့ဒါမန်းတက်ပြမသားအိမ်မဟုတ်ဘူးလှူတယ်ဆိုတာရီးလှူရတယ်ငိုမလှူရဘူးမနေ့ကညီတော်မမြိုက်ကြတယ်မင်းကြတဲ့မျက်ရည်ငါသိတယ်အောင်းမိတာတော့မှန်တယ်မြတ်တာပုတ်ကွာလှူရင်မနက်ကမောင်နှမတို့တွေတူးတွေကတာမြင်တော့ကိုတောင်ဝမ်းသာသွားတော့ဟာဒီလိုလားမှာလှူတာဒီပြောလှူတာသောမနသာပိတိရှုံးရှုံးဝေပြီးတော့လှူပါတဲ့တောင်ကြီးတွန်းခမလီနဲ့ညီကြီးအောင်အမေခမည်းလဲမှတ်မဲလေအသာကြောက်ပတော့သူချစ်ပြီးသူတယောက်မဲနေတာမှတ်တာဒါကျုပ်အမတွေမို့လို့ကျေးဇူးဆက်တာမန်းတက်တယ်ဘယ်တော့မှမျက်ရည်ကြမတူอ่ะဖယားပင့်တာဖယားကအေးဟောတာလားအပူဟောတာတရားဆိုတာအပူလားအေးလားနောက်ကပြိတ္တမကြတရားဆိုတာအပူလားအေးလားအေးဟောတာအေးဆောက်တယ်ဆိုတာဘာနာဖို့
ကျေကျေနေဘာနာဘူးတရားနာမဲ့မတ်တက်တဲ့ခရတို့မို့လို့မျက်နာကြီးလက်ကင်ဘွားနဲ့တော့ငိုချင်တာအံ့ဩလို့မဆုံးဘူးကျွတ်နောက်တစ်ခေါက်တော့မလာခြင်းတော့အားခြင်းတော့ပရိသတ်ငိုအောင်လို့ခရတို့ကနောက်မှသွားမှာကျတို့ကအရင်သွားမှာအောက်သွားခြင်းကြောက်လွန်းတော့ပြန်သူများအိမ်ကြီးငှောက်ဝတ်တဲ့ဖွဲ့တွေအကုန်ပြန်ညတော်ပါတော့ပြန်ပါတော့ဟောပြန်တော့ကြောင်လာကခွေးတော်ပြုတ်မင်းညီတော်မူကိုလာဝင်းတင်ရဲ့အချစ်တော်တွေခုကိုလောက်ပါရဲ့ကဲသူတို့ကပြန်မှာမို့လို့ကဲဒီလောက်ကလေးပဲကဲပြောတော့မယ်နော်ကဲနှစ်ချက်ခွဲသွားပြီဒါမှထပ်ပြောမယ်10ဘုံဘိုးပြောမသိပါအကင်းရှိသေးလားအကင်းရှိသေးတာရေဥတို့30တို့သွားမြောက်တဲ့12နာရီကနေစီယွန်းတာညနေ6နာရီမှပိသိခံသိရတာကျုပ်တယောက်တည်းပဲမင်းမင်းပေါ့မတ်တရထားစီယွန်းနဲ့ရတာမပြီးမချင်းဘူးခဏဇတ်ထုတ်ပါခင်းမှာနည်းနည်းလေးကဲညအောင်ပဲမထည့်ဘူးဆိုရင်တော့မိုးချိုးလို့ရတယ်ကျုပ်ကလေးညနည်းနည်းလေးပို့ပြီးတော့ကြိုးစားပြီးမကဲဆိုကြတယ်ဘာကြောင့်ဆိုတာတော့လို့မရှိရတို့တူတွေကျုပ်မြီးတွေဘုံကျက်တည်းတိုးအောင်လို့ညီတော်မောင်တေဇဂမြေဝတ်အတန်မဲနားထောင်ညပြုညက်နာမကြည့်တော့နဲ့ကျုပ်ကအော်ရင်မြောက်နေတူလွန်းတော့ဟုတ်ပလားပြန်អော်လိုက်အောင်မြေဝတ်သောဘာတိုင်းကြီးတဲ့ဘုတကူရောဟုတ်ကပါတော့ကလင်းဒီတရားတနတ်စကုံပြအာဘုံပါဟုတ်ကပါတော့ကလင်းဒီတရားတနတ်စကုံပြကြုံပြီးမင်းဘိုးပါလို့ရဘလုံးကဝစ်စစ်ပတ်တော့ဘလုံးကဝစ်စစ်ပတ်တော့ကြုံပြီးမင်းဘိုးပါလို့ရဘလုံးကဝစ်စစ်ပတ်တော့ဘလုံးကဝစ်စစ်ပတ်တော့ဘိုးကြီးအထုတိုင်းတိုင်းစွာပြောတဲ့ဥခိုင်းလျက်ပါပြောတဲ့ဥခိုင်းလျက်ပါဘိုးကြီးအထုတိုင်းတိုင်းစွာဒီညမရိဒါတရားဝေမဒီလာလာပြေပြောရှင်ရပါကွာတရားဝေမဒီလာလာပြေပြောရှင်ရပါကွာတရားဝေမဒီလာလာပြေရာကျွေးရပါတေးပြန်သူမဆန်လိုခြင်းအောင်အဲ့လိုအော်ရတာအဲ့လိုအော်မပေးတာမအော်ပဲနေရတာပဲတရားဝေမညီလာလာပဲရာရွှေတရားပါကဲလိုက်ဆိုဣရံမေပုံညာဧဝကံကတိကဆံငါညီတို့သာသနာ့ဘာသာနိုင်ငံမိဘရက်ရွာအကျိုးတည်ဖို့ဆောင်ရွက်နိုင်ပါစေသာသနာ့ဘာသာအကျိုးစာရဖို့တိုးအောင်နိုင်ပါစေဗျာအော်မိုးကျော်ဆိုလိုက်အဖွဲပူရှိပိုင်းကိုချီးမြှောက်တယ်တဲ့အေးနိုင်ငံကျော်ကြလူသည်များသောအကောင်းဆုံးကင်မရာမင်းကြီးတွေဖြစ်ကြပါစေအော်နောင်တော်ကြီးရဲ့အမသိတယ်ကျွန်တော်နောင်တော်ကြီးလို့ခေါ်တာအနည်းကမမကြီးမြင်ပါတယ်ဗျာဒါကျွန်တော်တွေ့ပါဟုတ်ပါတိုင်းဂျိတ်တွေနဲ့မထိုးနဲ့အော်မိုးကျော်စုအဖွဲကိုမင်းတို့ကဆူချတယ်ဒီထဲမှာဒီထဲဆူချတယ်6000ငါမြန်ချတယ်အောင်မိတ်လားပြီးတော့မှ6000ယူလိုက်တော့မိုးကျော်စုဒီတော့ပြောမှသိမှဆိုတော့ငါပြောမှာခိုင်ကျင်းနေပြီအေ
အေးအဲ့ဒါအကောင်းဆုံး မမိုက်တော့ပါခဏခဏပြေးကြည့်ဘယ်လိုပြောနေတာဒါကြီးလေးလက်တင်က